ဒီမင်းကလေးငယ်လေးဟာလူတယောက်ဘယ်ချိန်မှတေဆုံးတော့မလဲဆိုတာကိုကြိုတင်မြင်နိုင်တဲ့ထူးဆန်းတဲ့စွမ်းအားတစ်ခုရှိနေပါတယ်။တရက်မှာတော့သူမဟာအမေဖြစ်သူနဲ့အတူအပြင်သွားရင်းလမ်းမှာတွေ့တဲ့မျိုးသမီးတယောက်ရဲ့ခေါင်းပေါ်မှာထူးဆန်းတဲ့ကဏ္ဍတစ်ခုကိုမြင်လိုက်ရတယ်။အဲ့ဒီကဏ္ဍရဲ့အဓိပ္ပာယ်ကအဲ့ဒီမျိုးသမီးဟာနောက်တစ်မိနစ်အတွင်းတေဆုံးတော့မယ်ဆိုတာပါပဲ။ဒါကြောင့်ကောင်မလေးကအဲ့ဒီမျိုးသမီးမှာတစ်ခုခုနေမကောင်းဖြစ်နေတာရှိလားလို့တွားမေးခဲ့ပါတယ်။ဒါကိုမြင်တဲ့အမေဖြစ်သူကကောင်မလေးကိုတားဆီးပြီးအားနာစရာကောင်းတဲ့မိကွန်းတွေမမေးဖို့ဆုံးမကအမျိုးသမီးကိုတောင်းပန်ခဲ့ပါတယ်။ဒါပေမဲ့မျိုးသမီးကစကားပြောလို့တော့မဆုံးသေးခင်မှာပဲအပေါ်ကနေပန်းအိုးကြီးတစ်ခုပြုတ်ကျလာပြီးသူမကိုနေရာတင်ပွဲချင်းပြီးတေဆုံးစေခဲ့ပါတယ်။နောက်ပိုင်းမှာတော့အမေနဲ့သမီးဖြစ်သူတို့လေရင်စီးတဲ့အခါမှာကောင်မလေးကလေရင်ပေါ်ကခရီးသည်တွေနဲ့ဝန်ထမ်းတွေအားလုံးရဲ့ခေါင်းပေါ်မှာအဲ့ဒီကဏ္ဍတွေကိုပဲထပ်မြင်လိုက်ရပြန်တယ်။လေရင်ပေါ်ကလူအားလုံးတေဆုံးတော့မယ်ဆိုတာကိုသူမနားလည်သွားတဲ့အခါအမေဖြစ်သူကလူတွေကိုလေရင်ပေါ်ကနေအမြန်ဆင်းကြဖို့အတိပေးခဲ့ပေမဲ့ဘယ်သူမှမယုံခဲ့ကြပါဘူး။စူညံပွဲလုပ်ပြီးအနောက်ရှက်ပေးတယ်ဆိုတဲ့အကြောင်းပြချက်နဲ့လေရင်မှုကသူတို့ကိုလေရင်ပေါ်ကနေနှင်ထုတ်ဖို့လုပ်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအနီးနားမှာထိုင်နေတဲ့ဆရာတယောက်ကဒါကိုသတိထားမိသွားပြီးသူလည်းလေရင်ပေါ်ကနေဆင်းမယ်လို့လေရင်မှုကိုပြောလိုက်ပါတယ်။လူတွေကစီယိုကိုလှောင်ပြောင်ခဲ့ကြပေမဲ့သူကတော့ဂယုမဆိုင်ပဲအမေနဲ့သမီးကိုခေါ်ပြီးလေရင်ပေါ်ကဆင်းသွားခဲ့တယ်။ဒါပေမဲ့လေရင်ဟာပြန်တက်ပြီးမကြခင်မှာပဲတခုခုချို့ယွင်းသွားပြီးတက်ကျသွားခဲ့ကလေရင်ပေါ်ပါသမျှလူအားလုံးတေဆုံးကုန်ပါတော့တယ်။ဒီသတင်းကိုကြားလိုက်ရတဲ့အခါမှာတော့စီယိုတယောက်လုံးဝကိုစွန့်သွားပြီးမယုံနိုင်တော့အောင်တုန်လှုပ်သွားခဲ့ပါတော့တယ်။